ပြန်ကြပြီမှာလဲ OSPF လိုပဲ area U လေးနဲ့ပဲ lab ကို U လေးလုပ်ပြမယ်အဲ့တော့ဒီဘက်ကနောက်က branch network တွေပေါ့ switch တွေအဲ့တော့ layer 2 switch တွေရှိရဲအဲ့တော့ layer 2 switch တွေမှာလည်း layer 2 config တွေလုပ်ရမယ်အဲ့တော့ခါတော့ switch နဲ့ router နဲ့ interface တွေဆိုလို့ရှိရင်ကျွန်တော်တို့ trunk link တွေဖောက်ပေးရမယ်ဒီမှာတော့ U တန်းအလုပ်လုပ်နေလိမ့်မယ်ပြင်မှာတော့အလုပ်မဟုတ်ဘူး trunk link တွေလိုက်ဖောက်ပေးရမယ်ပထမဆုံး basic config တွေကိုရင်စပြီးလုပ်ပေးမယ် full lab တစ်ခုကျွန်တော်လုပ်ပေးမယ်အနေပဲအဲ့တော့နာမည်ပေးပြီးသား configure terminal နဲ့နာမည်ပေးတာတော့ host name ဆိုပြီးအဲ့တော့ interface တွေကို IP ပေးမယ် interface FA0/0 အောက်ကနေစပေးမယ် no shutdown IP address က 10.10/24 နဲ့ပေးထားတယ်ဟုတ်ပြီ 192.168.10.1.255.255.255.0 interface serial 0/0/0 no shutdown IP address က 192.168.12.2 no shutdown interface serial 0/0/0/1 no shutdown IP address က 192.168.23.2 show IP interface brief 10 network ရှိပြီ 12 network ရှိပြီ 23 network ရှိပြီ okay anyway configure terminal hostname no POL interface FA0/0 no shutdown IP address က 20.1 192.168.20.1 255.255.255.0 interface serial 0/0/0 no shutdown IP address က 13.13.3 serial 0/0/1 no shutdown IP address က 23.2 23.3 and show IP interface brief နောက်ပိုင်း interface အကုန်လုံး IP okay အဲ့တော့ဒီပေါ်ကရန်ကုန် Zero router မှာတစ်ချက်ကျွန်တော်တို့ config ပြန်လုပ်မယ်ဒီပဲ configure terminal interface serial 0/0/0 no shutdown IP address က serial 0/0/0 က 12.1 192.168.12.1 255.255.255.0 interface serial 0/0/1 no shutdown IP address က 0/0/0/1 က 13.1 192.168.13.1 255.255.255.0
0 FA 0/0 no shutdown IP address က30 192.168.30.1.255.255.255.0 0/1 က IP address ဘယ်လောက်လဲ 40.1 40.1 no shutdown ရိုက်ဖို့မန so IP interface brief နဲ့ pipeline ပြန်လုပ်မယ်အဲ့တော့ interface အားလုံး IP okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ ENGRP စာပြီးကြီးညာမယ် configure terminal ENGRP ကြီးညာတဲ့ command ကအဲ့တော့ ENGRP မှာသုံးသပ်နိုင်မယ့် router ဆိုပြီးတော့ကျွန်တော်တို့ help ခေါ်ကြည့်လို့ရတဲ့ router ဘာရေးမှာလဲ ENGRP နောက်ကဟာ process ထည့်ရမယ် process ENGRP process မတူရင်အလုံးမလုပ်ဘူး no auto summary ကိုကျွန်တော်တို့ရိုက်ပြရမယ်ပြီးသွားရင် network အနေနဲ့ကျွန်တော်တို့တက်ထားတဲ့ network တွေအကုန်လုံး assign လုပ်ပေးရမယ်အဲ့တော့30 40 စနစ်က73 192.168.30.0 40.0 12.0 30.0 ဒါကျွန်တော်တို့ဒီအပေါ် router မှာ ENGRP config လုပ်ပြီးပါပြီဒီမှာလည်းအတူတူပဲ configure terminal router ENGRP 1 network 192.168.10.0 ဒီမှာတက်ထားတဲ့ interface တွေကို announce လုပ်ပေးရမယ် 12.0 23.0 no auto summary loading နေပါတော့တက်နေပြီconfigure terminal router ENGRP process 2.1 network က 192.168.20.0 13 ရဲ့ 23 ရဲ့ 23.0 13.0 20 ရဲ့ 30 ရဲ့ 20 ရဲ့ 73 ရဲ့ 23 ကျွန်တော်ကြီးညာပြီလား20ရဲ့ 23ရဲ့ 73 ဟုတ်ပြီကြီးညာပြီပါ show IP ENGRP နေပါ show IP ENGRP နေပါ so ENGRP နေပါတက်နေပြီ show IP rock အတူပါဖိုင်ပြန်လို့တဲ့ command တွေD ဆိုပြီးတော့ပြနေပြီမယ် D ဆိုတဲ့ဟာဒီပေါ်မှာပါလဲလို့တစ်ချက်ပြန်ကြည့်ကြည့်လိုက် D ဆိုတာက ENGRP ENGRP process နဲ့ဒါလေးဒီဘက်မှာတက်နေပြီဟုတ်ပြီဒီဘက် router ကိုလည်းတစ်ချက်ပြန်ချက်ကြည့် show IP rock ပြန်ကုန်ဘက်ချမ်းပါလဲတစ်ချက်ပြန်ပြီးတက်ကြည့်ကြည့် show IP rockဟုတ်ပြီကျွန်တော် PC တွေကနေပြီးတော့ IP ပေးကြည့်မယ်ပြီးသွားရင်ပြန်ပင်းကြည့်မယ် 20.2 ပေးထားတယ် 20.1 ပေးထားတယ် okay ဒီဘက် PC မှာ IP ပေးပြီးပြီလားတစ်ချက်ကြည့်မယ် 10.2 10.1 ဟုတ်ပြီဒီဘက် PC မှာလည်းတစ်ချက်ကြည့်မယ် 30.2 30.1 ဟုတ်ပြီဒီကောင်မှာတစ်ချက်ကြည့်မယ် 40.2 40.1 ဟုတ်ပြီ IP ပေးပြီးပြီ IP ပေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ command prompt ကနေတစ်ချက်ပြန်ပင်းကြည့်မယ်ကျွန်တော်တို့ 10.2 ဒီအော်ကွန်ပျူတာကိုရင်စမ်းပင်းကြည့်မယ်ဒီကွန်ပျူတာကိုလမ်းပင်းကြည့်တာ reply ပြန်တယ် okay
အဲဆိုလို့ရှင်ဒီပေါ် PC2 ကိုပင်ကြည့်မယ် PC2 ရဲ့ IP က 30.2 reply ပြန်တယ် okay ပြီးတော့ရင် 40.2 မှာလည်း reply ပြန်တယ် okay ဒါဆိုလို့ရှင်ရရပြီ process ကအောင်မြင်သွားပြီအဲ့တော့ verify လုပ်တဲ့ command လေးတွေကျွန်တော်တစ်ချက်ပြန်ပြီးရိုက်ပြပေးမယ်verify လုပ်တဲ့ command က show ip route ဒါဒီ routing table ကို launch တဲ့ command ဖြစ်တဲ့ show ip protocol အဲကျွန်တော်တို့ဘာ protocol run ထားလဲဆိုတာကိုကျွန်တော် launch တာဖြစ်တဲ့ routing protocol က EIGRP process number 1ဖြစ်နေအဲကျွန်တော်တို့ဟိုပါတော့ troubleshoot လုပ်မယ်ဆိုလို့ရှိရင်တစ်ဖက်နဲ့တစ်ဖက်ကိုဒီ routing protocol EIGRP neighbor MS ဒါတွေကိုပြန်ပြီးတော့ဒီကနေပြီး check and လိုက်ရတာဖြစ်တယ်ဟုတ်ပြီနော် show ip EIGRP neighbor ဒါ EIGRP ရဲ့ neighbor တွေကို launch တာဖြစ်တယ်သူရဲ့ neighbor တွေဒီမှာဆိုလို့ရှိရင် R2 ဘက်ချမ်းကနေပြီးတော့23.2 ရဲ့ 13.1 ရဲ့သူရဲ့ neighbor ဖြစ်တယ်တစ်ချက်ကြည့်ကြည့်မယ် R2 ကပဲကောင်းတော့ R1 R2 ကချမ်း23.2 ဖြစ်မယ်ပြီးတော့ရင် 13.2 ဖြစ်မယ်သူရဲ့ neighbor ပြီးရင် show ip route ရရ show ip route EIGRP ရဲ့ route တွေကိုကျွန်တော်တို့လမ်းပြီးကြည့်လို့ရတယ်ဒီကနေပြီးတော့ခါတော့192.168 10.0 ကိုသွားခြင်း 12.0 via မှတစ်ဆင့် 12.2 ကနေသွားပါ 20.0 ကိုသွားခြင်း 13.3 ကနေသွားပါ23ကိုသွားခြင်း 12.2 ကနေသွားပါဆိုတော့သူရဲ့ EIGRP route တွေကို EIGRP တစ်ခုတည်းကိုပဲကြည့်ဟို IP route အပေါ်က show ip route နဲ့ routing table တစ်ခုလုံးကိုလမ်းကြည့်ထား routing table မှာပါတဲ့ EIGRP ကိုပဲကျွန်တော်တို့ဖြတ်ကြည့်ခြင်းတဲ့အခါကျတော့နော် show ip EIGRP topology ဆိုပြီး EIGRP ရဲ့ topology ကိုလည်းကျွန်တော်တို့လမ်းပြီးဒီဟာတွေချက်လို့ရတယ်ဟုတ်ကဲ့ကျွန်တော် EIGRP CCN နဲ့ scope အနေနဲ့တော့ဒီလောက်ဆိုလို့ရှိရင် EIGRP protocol အကြောင်းကိုလုံလောက်ပါတယ်